ခင်ဗျားတို့ရောဆောင်းပွဲကန်းထဲမှာ equation တစ်ခုကိုကြည့်ပြီးတော့ငါမတွတ်တော့ဘူးဆိုပြီးတော့ပြာသွားတာမျိုးဖြစ်တယ်လားဗျဒီ equation ကိုကြည့်အောင်ဒီမှာဆိုလို့ရှိရင် base က2ပါ power တွေရှိနေပါတယ်တာမန်ကြည့်ရင်တော့အပေါ်မှာမတိကိန်းနေပါနေတော့ဒီပု္ပ္ပစာကြီးကဘယ်လိုလဲဟာလို့ထင်သွားနိုင်ပါတယ်သို့တော်လည်းပဲကျွန်တော်တို့ကတကယ်လို့ power တွေကပေါင်းထားတယ်နှုတ်ထားတယ်ဆိုရင်မြောက်ထားတယ်နဲ့စားထားတာပါဒါကြောင့်မို့လို့ကျွန်တော်တို့ကသူ့ကိုဘယ်လိုခွဲရေးလို့ရလဲဆိုတော့2 to the power x into 2 to the power 2 to the power x into 2 to the power minus 2 plus 2x equal to 42ပါအဲ့တော့ကျွန်တော်တို့ကဒီမှာ 2x ကိုပုံထုတ်လိုက်မယ် 2x ကိုပုံထုတ်လိုက်မယ်ဆိုခွင်းထဲမှာပါတဲ့ jam လဲဆို2 to the power 2 plus 2 to the power minus 2 plus 1 equal to 42ဖြစ်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီခွင်းထဲဟာကိုရှင်းရအောင်2 to the power x ကတော့2 to the power x အဲ့တော့ equal ဒီထဲမှာကဒီကောင်က4အပေါင်းဒါကလို့ဆိုရင်ဒီလိုရေးလို့ရပါတယ်အဲ့တော့2 to the power plus 1 equal to 42ပါအဲ့တော့2 to the power x က2 to the power x ပဲဒါကတော့4 plus 1 by 4 plus 1 equal to 42ပါ2 to the power x ကတော့5 plus 1 by 4 equal to 42ဖြစ်ပါတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ကရှင်းမယ်ဆိုရင်2 to the power x ကတော့2 to the power x ပဲခွင်းထဲမှာပိုင်းခြေကတော့4 20 plus 1ဖြစ်ပါမယ် equal to 42အဲ့တော့2 to the power x into 21 by 4 equal to 42ပါအဲ့တော့ကျွန်တော်တို့က2 to the power x က2 to the power x ပဲဒီမှာမြောက်ထားတယ်ဟိုဘက်ကိုသွားရင်42အစားပေါ့နော်ဆိုရင်ကျွန်တော်တို့ပြောင်းရန်လမ်းရပါမယ်ဒါကြောင့်မလို့4 by 21ဆိုလို့ဖြစ်သွားပါမယ်အဲ့တော့21နှစ်လီဖြစ်ပါမယ်21နှစ်လီဒါကြောင့်မလို့နှစ်နှစ်လီနဲ့မြောက်တော့4နှစ်လီ8ပါ2 to the power x က8ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ base ညာ8ကိုဘယ်လိုလုပ်ရမလဲဆိုတော့နှစ်နှစ်လီ4နှစ်လီ8ဆိုတော့နှစ်3ထပ်ပါ2 to the power 8ဒီမှာ base 2ပြီဒီမှာ base 2ဆိုရင်အပေါ်က power တွေရဲ့တန်ဖိုးဟာ2ပါတယ်ဒါကြောင့်မလို့ h တန်ဖိုးဟာ3ဖြစ်ပါမယ်ဗျာအဲ့တော့ equation ကိုကြည့်ပြီးတော့ငါမတွက်တော့ဘူးဆိုပြီးတော့ခင်ဗျားတို့ရောပြာသွားတာမျိုးဖြစ်တတ်လားဗျာ